there. Okay,အခုစပြီးတော့ This is a planet moon draw. look everyone listen moon ကိုနေရာချမယ် okay moon သေးသေးလေးနေရာချမယ်ဒီမှာခဲတာနဲ့ moon မြင်ရလား moon သေးသေးလေးနေရာချမယ် okay let's see wait a second and then pumpkin ကိုဒီမှာဆွဲမယ် okay pumpkin ကိုဒီမှာနည်းနည်းကြီးကြီးဆွဲမယ်ဒီလောက် side okay pumpkin ကိုတွေ့လား pumpkin ကိုဒီဖက်ထားချင်လည်းရတယ် ဒီနေ့ Halloween ပုံဆွဲရ ထားချင်လည်းရတယ်ဆိုတော့ pumpkin ကိုဆွဲမယ် okay can you mute it old school ဆွဲမယ် Eva can you turn on the light please look to this way ဆိုတော့ဒီဖက်ကပို့ပြီးတော့ဒီဟွာလွင်ဗာလဲ pumpkin ကဟိုစားဖြစ်တယ်ဆိုတော့ဒီဖက်မှာ darker color လာတယ်ဒီမှာက deep blue လာမယ်ဆိုတော့ black color နဲ့နည်းနည်းရောပြီးတော့ darker blue ဖြစ် black color တိတ်လေးရောပြီးတော့ darker blue နဲ့ဒီရဲ့မိုးမှာဆွဲမယ် okay ဆိုတော့နည်းနည်းရောမယ် blue နဲ့ black နဲ့ရောပြီးတော့ night ကို create လုပ်မယ် okay မိုးနေရာကိုခြံထားမယ်တွေ့လား black နဲ့ dark blue နဲ့ black ကိုနည်းနည်းပဲเนาะဆိုတော့စပြီးတော့ flat brush နဲ့မိုးနေရာကိုခြံပြီးတော့စဆွဲ okay pumpkin ကိုခြံထားမယ်ဒီဘက်ခြံက it's okay ဒီဘက်ခြံက focal point မဟုတ်တော့ဒီဘက်ခြံကအပေါ်ပိုင်းက you can paint totally black here အပေါ်မှာ totally black အဲဆိုတော့ဒါပေမဲ့ဒီဘက်ခြံကို blue နဲ့ black နဲ့ mix မယ် okay စပြီးတော့ flat brush နဲ့စပြီးတော့ paint လို့ရပြီနော် you can start painting with your flat brush and then you create your sky okay Neil just a second ဒီမှာတစ်ချက်ပြန်ကြည့်ပေးဦး okay အောက်ရောက်လာတဲ့အခါဒီအောက်မှာဒီ ghost နဲ့နေတဲ့နေရာတွေနည်းနည်းလေးပို့ပြီးတော့အလင်းတွေ့အလင်းနဲ့နီးခိုင်းတယ်ဆိုတော့အဲ့မှာကို little bit lighter color ထည့် okay a little bit lighter color ဆိုတော့ light color ရှိရင် light color ထည့် light color မရှိနည်းနည်းပို light တဲ့ blue ထည့်မရှိလို့ရှိရင် you can mix little bit of white color နဲ့ပေါင်းပြီးတော့ blue ကို white color နဲ့ထည့်ပြီးတော့အပြာနုရောင်ရှိရင်အပြာနုရောင်သုံးအပြာနုရောင်ရှိရင်အပြာရင်းရောင်ကိုအဖြူရောင်နည်းနည်းလေးထည့်မယ်ထည့်ပြီးတော့သုံးလို့ရတယ် okay so I have a lighter blue so I can use the lighter blue but မကြည့် ဖြူရဒီအောက်ဖက်မှာเนาะအောက်ဖက်မှာနည်းနည်းလေးအဖြူရောင်နေခဲ့ yeahအဲ့တော့မရှိတဲ့လူက light blue မရှိတဲ့လူကlight blue မရှိတဲ့လူကဒီမှာကြည့်အဖြူရောင်နည်းနည်းလေးမတွေ့လားဒီလောက်ပဲအများကြီးမဟုတ်ဘူးအဲ့ဒါကို blue dark blue နဲ့နည်းနည်းရောလိုက် okay ရောလိုက်တယ်ဆိုဒီ color ပြန်ရတယ်တွေ့လားအဖြူရောင်နည်းနည်းနဲ့ရောလိုက်ပြီဆိုရင်ဆိုတော့အဲ့ဒါပါ light blue ဖြစ်လာပြီဆိုရင်အဲ့ light blue အောင်ဒီအောင်မှာ you can paint that color okay ဆိုတော့ဒီတစ်ပတ်ကကောင်းကင်က like ရေ tip ဖို့မမင်းနဲ့เนาะရေထဲမှာ brush ကိုထည့်လိုက်မှာ
ဆွဲလို့ brush က smooth ဖြစ်ပြီးဆွဲလို့ကောင်းတယ် okay ဒီနားမှာမြင် line တစ်ခုဖြစ်နေတွေ့လားအဲ့ဒါတော့ blue color နဲ့ blend ပေးလိုက် blend နေလုပ်ပေးတယ်line ပြောက်သွားတယ်တွေ့လားline ဖြစ်နေဘူး blend လုပ်ဒီနဲ့ brush ကိုမှကြည့်အပြားလိုက်အဲ့လိုဆွဲတော့ပုံမြန်တယ်တွေ့လားဒီမှာကြည့်တစ်ချက်ကြည့်ပေးပါဦး please look to the screen corner ကိုဆွဲပြမယ်ဒီမှာကြည့်ဒီမှာဘယ်လိုမျိုးဖိတ်လဲဆိုတော့ဒီ goals ကိုဒီအောက်မှာတွေ့လား brush ကိုဒီလိုထားတယ် look everyone look ဒီမှာ brush ကိုဒီလိုဆွဲပြီးတော့ဒီလိုဆွဲချတွေ့လား goals အထဲကိုမဝင်တော့ဘူးသူရဲ့ corner နဲ့အဲ့လိုဆွဲတယ်တွေ့လားအဲ့တော့ brush ကိုအဲ့လို control လုပ်တယ်အဲ့လို control လုပ်တော့goals ကဒီဘက်မှာကျတော့ဒီလိုဆွဲရမယ်ဆိုတော့ဒီဘက်လည်းအဲ့လိုပဲဒီဘက်ကို brush ကိုဒီလိုထားတယ်ဘေးမှာဒီဘက်ချမ်းဟုတ်မယ်မချိလုံးပါစေးတော့မလုပ်နဲ့ဆိုတော့ဟိတ်နေဘယ်ရမလို့မဆွဲနေလဲဒီအောက်လည်းအဲ့လိုပဲသိရှိထားမယ်နော် if you are patient you're gonna have a really cuteနောက်ကအရာဝကြီးစရာ okay you don't need to be perfect you need to do the perfect teacher blue ကအောက်ပိုင်းထိမဆွဲရအောင်တော့အလဲထိပြီနော်ရှင် yeah အောက်ပိုင်းထိမဆွဲရဘူးနည်းနည်းခြံထားမယ်အောက်ကဒီကောင်ဆိုသူကပြန်နေတဲ့ပုံဖြစ်လို့ဒီဘက်မှာ ground ကိုအောက်ဆွဲနေဆိုโอเคဒီမှာပြန်ပြမယ်မူးကိုဒီဘက်မှာ darker color ထည့်တယ် flat brush နဲ့ပဲเนาะအကြီးနဲ့ထည့်တယ်ပြီးလို့ရှိရင်အလယ်မှာlight gray ထည့်တယ်ဒီဘက်ချမ်းကိုပြီး brush ကိုဆေးမယ်ဆေးပြီးတော့ဆေးတွေကိုဆေးပြီးတော့ napkin မှာထည့်မယ်ပြီးတော့ဒီဘက်ချမ်းမှာ white color ထည့်တယ်ပြီးရင် brush နောက်တစ်ခုယူမယ်ဘာ brush ဖြစ်ဖြစ် small brush okay clean မယ် clean တဲ့ brush ပြီးလို့ရှိရင်အလယ်ကိုဒီနေရာကိုဟိုစား clean brush နဲ့ထည့်လိုက်တယ်အဲ့လိုမျိုး blend လိုက်တယ်ဆိုတော့
မုံးကတွေ့ရလားဒီမှာဒီဘက်မှာဖြူပြီးတော့ဒီဘက်မှာ smooth ဖြစ်ပြီးတော့ဒါဖြစ်သွားတယ် okay okay goose မှာ goose လည်းအဲ့လိုပဲဒီဘက်ကအလင်းကြတော့အဖြူရောင်လာမယ်ဆိုတော့ white color ကိုညာဘက်bit ညာဘက်အချမ်းကို white color ထည့် okay white color ထည့်ဒီဘက်မှာအလင်းကြတယ် okay white color ထည့်တယ် white color ထည့်တယ်ဒီဘက်အချမ်းကနည်းနည်းလေးပေါ့ဖြစ်လာတဲ့အတွက် middle color ထည့် okay middle color ဆိုတာ light gray အဲ့မှာမုံးလိုပဲเนาะ light gray ထည့်မယ်ဒီဘက်ချမ်းကို darker gray ထည့် okay ပြီးတော့အရောင်ဒီပြောမယ်ခုန3ရောင်ဆက်ခိုင်းထားတယ်เนาะပို့ပြီးတော့ darker ဖြစ်တဲ့ gray ပို့ပြီးတော့ darker ဖြစ်တဲ့ gray ကိုဒီဘက်မှာထည့်rose ကဒီရှိ blend okay ဒီဘက်ချမ်းအလင်းဖြစ်တယ်ဆိုတော့ white color okay ပြီးတော့လက်ပြောက်သွားတဲ့လူတွေကဒီချိန်မှာ white color နဲ့လက်ထည့်လို့ရတယ် okay လက်ပြောက်သွားတဲ့လူက white color နဲ့လက်ထည့်လို့ရတယ် okay လက်ကလည်းအပေါ်မှာလင်းထိတဲ့အတွက်အပေါ်မှာ white color ဆိုတော့00 brush small brush ကိုသုံးလို့ရတယ် white color ဒီလိုအငယ်ဆုံးအသေးဆုံး brush ကိုသုံးပြီးတော့ white color ကိုဒီမှာပုံတယ်ဒါဆိုအလင်းကျတဲ့အတွက်ဒီမှာပို့ပြီးတော့ဖြူတယ်ဒီဘက်ချမ်းလည်းအဲ့လိုပဲပေါ်ဘက်ကအလင်းကျတဲ့အတွက်ပို့ဖြူတော့ပေါ်ဘက် white color အောက်မှာ darker color ဖြစ်မယ်ဒါကတစ်ဖက်သေးဖြစ်နေညှိလိုက်okay there we go okay teeny tiny black ကိုဒီရင့်တဲ့ဥစားနဲ့ mix မယ်ဆိုတော့ brown color ရနည်းနည်းပဲเนาะ teeny tiny black နဲ့ brown color ရမယ်ဒီ darker orange နဲ့ပြီးလို့ရှိရင်00 brush 00 brush ကအထက်ကသေးတဲ့အထက်ကအသေးဆုံး brush ကိုသုံး small brush ဒီ line တွေဆွဲတဲ့အခါ okay ခုနဆွဲထားတဲ့ line တွေမှတ်မိလား brown color ထပ်ထားခုနဆွဲထားတဲ့ line တွေကို brown color နဲ့ line ခုနဆွဲထားတဲ့ line တွေကို brown color နဲ့ထည့်မယ် okay brown color အကုန်လုံးဒီမှာ brown color နဲ့ထည့်မယ် okay brown color နဲ့ line တိုင်းလိုက်ပေးမယ် line တွေကိုပြင်ထည့်မယ်okay ဒီမှာကြည့် brush ကိုသုံးတဲ့အခါ everybody look to the screen please brush ကိုသုံးတဲ့အခါမှာ when I take line ကိုဆွဲတဲ့အခါ90 degree brush ကဒီလိုတက်ဆွဲတယ်အဲ့ဒါမှ line ကတေးလေးရမယ် okay ဒီလိုတွေ့လားဒီမှာကြည့်ဒီလိုစောင်းဆွဲပြပြလို့ဖြစ်တယ်90 degree လက်ကိုမြင်ထားပြီးတော့ practice လုပ်ဒီလိုသွားတယ်90 degree တွေ့လားအဲ့ဒါမှ line ကတေးလေးရ okay ဆိုတော့ line ကိုဆွဲရင်ဒီလိုစောင်းဆွဲပြီး small line ကိုဆွဲရင်အမြဲတမ်းလက်ကဆိုင်ရွက်နဲ့ brush ကဒီလိုတက်ထောင်ပြီးဖြစ်နေတာဒီလိုတက်90 degree ဒီလိုထောင်ရမယ် line ကိုဆွဲတဲ့အခါမှာ line တေးလေးဆွဲတဲ့အခါဒီလိုတက်ထောင်ပြီးအဲ့လိုဆွဲဒီလိုပြားလေးလောက်ဆွဲအဲ့လိုလေ့ကျင့်နေရလို့ရှိရင်
small line တွေဆွဲတဲ့နေရာမှာ like you're gonna be getting better, okay? ဒီအောက်က is ဆိုပြီးတွေ့လား90 degree နဲ့ mostly ဆွဲတာဒီအောက်ကလည်း brown color နဲ့လာမယ်ဒီမှာထည့်ဒီဟာလည်း okay ဒီအလဲမှာအလဲကိုနောက်ဆုံးမှgreen color နဲ့ထည့်လို့ရတယ် okay green color နဲ့90 degree ဒီလေ green color နဲ့ဒီလိုထည့် okay green color ကဒီအလဲက green color ကအရောင်တစ်မျိုးပဲဖြစ်နေတယ်ဆိုတော့ brown color နည်းနည်းလေးယူပြီးတော့အရိပ်ကျတဲ့ဖက်ပါလေးနဲ့ဒီလိုထည့်လိုက်ဆိုရင်ဒီလိုရှိရင်ဒီအလဲကို black color နဲ့ထည့်လိုက် you're gonna see the different okay something we got okay and အခုနblack flat brush နဲ့ပဲဒီအောက်ကရင်းနဲ့brown a little bit of black နဲ့ရောပြီးတော့darker orange ကဒီအောက်ကမြေကြီးအရာဆွဲလိုက် okay down ဒီကျန်နေတဲ့ space ကိုအဲ့အရာနဲ့ချလိုက် okay တိချက်အညိုရောင်လေဘာရောင်နဲ့ဆက်လိုက်တာလဲအဲ့ဒါမသိလိုက် အော်အခုနကျမဆက်ခိုင်းတဲ့ orange ကအရင်ရှိတယ်မလား orange အရင်လေအဲ့ဒီ orange အရင်ကို ဟုတ်ကဲ့ black ဒီချေ color black အမဲရောင်နည်းနည်းလေးထည့်လိုက်အဲ့ဒါဆိုညီရညတော့ ဟုတ်ကဲ့ဒီချေဟုတ်ဒီဘက်ကအနုလာရေးစေးလေ တိချက်တိချက်ရှင့်လေအဝါကဒီချက်ရဲ့ဘာလို့ဒီလိုမျိုးအဝါနဲ့လိမ်မော်ရအောင်ဘယ်လိုလုပ်ကမှရှင်လိမ်မော်ပါမလားဘူး အော် သူက အဝါရောင်နဲ့အနီရောင်ကိုအစတူရောမယ် ဇာတူဟုတ် ဇာတူ ဒီချက်ရောလိုက်တာ ဇာတူ နည်းနည်းတစ်မျိုးလေးအယောင်ထွက်လာလို့ အဲ့ဒါက it's okay ဟိုစဖြစ်လို့ကျမစိတ်ထင်တယ်အနီရောင်ရဲ့အပြောင်းအလဲကြောင့်ဖြစ်မှာကြည့် orange color ရပြီဆိုတော့မှသူ့ကျိုးဒီမှာဟောတော့ကိုင်ခိုင်းလိုက် okay 0 brush နဲ့ပဲ small brush နဲ့ okay ပြီးရင်မျက်လုံးကဘဲဥပုံစံရှည်လေးထည့်ပေးလိုက် okay ဘဲဥပုံစံရှည်လေးထည့်မယ်ဟုတ်ကဲ့ဒီဘက်ဘဲဥပုံစံညီကလေးထည့်ဟုတ်ကဲ့ဒီဘက် size နည်းနည်းညီအောင်ထည့်ဘဲဥလိုရှည်လေးထည့်ပါးစပ်ကိုပြုံးချင်လားမဲ့ချင်လားကြိုက်တယ်လို့ထည့် okay and then No. ဒီမှာဒီအောက်မှာ shadow Teacher, not me. Not me. ဒီမှာ shadow black colorအောက်မှာထည့်there we go okay there we go and then after that you are done နာမည်ရေးလို့ရပြီဒီနေ့ဘယ်နေ့ရက်လဲ24ဒီမှာ25เนาะဒီမှာ24ဆိုတော့ 9 sorry 10 24 5 science okay this is from the website okay I give a credit to the creator so Teacher, How what many is so- the color of the pollen string?